ကျွန်တော်ဇန်တို့ပါဒါကချက်ဆက်လက်ပါဒီတစ်ပတ်သမီးလေးကြောင်းပိတ်ရမှာအပြင်မသွားဘဲနဲ့ချက်ဆက်လက်ကိုဘာရှင်နှမျိုးနဲ့အိမ်မှာပဲကျွန်တော်မိသားစုလှုပ်ရှားဖြစ်ပါတယ်ကျွန်တော်တို့လင်မယားနှစ်ယောက်အတွက်ကိုတော့ Thai style sauce နဲ့လုပ်ထားတာဖြစ်ပြီးတော့ကျွန်တော်သမီးလေးအတွက်ကိုတော့အဆက်သိမ့်မစားစေချင်တဲ့အတွက်ကိုရီးယားဘန်ကပီလေးနဲ့ပဲကျွန်တော်လုပ်ပေးထားတာဖြစ်ပါတယ်ကျွန်တော်မျိုးသမီးအတွက်ကျွန်တော်ဆူဂျူလေးပါထည့်ပေးထားပါတယ်ချက်ဆက်လက်လုပ်ဖို့အတွက်ကျွန်တော်ပထမဆုံးကြက်သားကိုရင်နှက်ပါမယ်ကြက်သားကိုတော့စားတကြားပဲငယ်ပြားကြီးအကျဲပဲငယ်ပြားကြီးအပြစ်တစိုးစီရှာလကာကြီးကြက်သွန်ဖြူမှုန့်နဲ့ချင်းမုံငရုတ်ကောင်းနဲ့နှမ်းတစိုးစီထည့်ပြီးတော့နှံ့အောင်ဝင်ပြီးတော့ရေခဲတက်တာထဲမှာကျွန်တော်တနားရီလောက်ကျိုးနှက်ထားလိုက်ပါမယ်ပြီးရင်တော့အရန်စားလို့ကောင်းတဲ့ Thai sauce လုပ်ဖို့အတွက်ကိုတော့ငရုတ်ဒီကြက်သွန်ဖြူစားနဲ့နန်းနန်းပင်နဲ့တံပီယိုဒီတကြားနဲ့ထညက်တခဲတို့ကိုပဲကျွန်တော်သုံးပါမယ်Thai sauce လုပ်မှာဖြစ်လို့ဒီပစုံတော့ငံပြားကြီးကိုပဲကျွန်တော်သုံးပါမယ် sauce လုပ်ဖို့အတွက်နန်းနန်းပင်ကိုလှီးထားလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ကြက်သွန်ဖြူကိုခွန်လာပြီးတော့ငရုတ်ဒီထညက်စားနဲ့ကျွန်တော်လှီးထားတဲ့နန်းနန်းပင်ကိုပါထည့်ထားလိုက်ပါမယ်တကြားတစ်စုံမှာထည့်ထားလိုက်ပါမယ်ရန်စားလို့ကောင်းတဲ့ Thai sauce ရဖို့ကျွန်တော်မပါမဖြစ်အမြဲသုံးတာတော့ဒီ lobster ပစုံတော့ငံပြားကြီးဖြစ်ပါတယ်ဒီပစုံတော့ငံပြားကြီးကဂျပန်နည်းပညာနဲ့ Thai ရတာတိုင်းထုတ်လုပ်ထားပြီးတော့နာမပြင်းမဲ့အချိုဘက်ကိုဦးစားပေးပြီးထုတ်လုပ်ထားတာဖြစ်လို့အချိုမုံသိမ့်မစားတဲ့ကျွန်တော်တို့မိသားစုအတွက်ရန်ကိုအဆင်ပြေပါတယ်ဟင်းချိုရေတောက်ချက်တဲ့အခါမှာလည်းအချိုမုံလျှော့ပြီးဒီပစုံတော့ငံပြားကြီးကိုသုံးလို့ရပါတယ်ပစုံတော့ငံပြားကြီးသုံးစုံထည့်ပါမယ်အချင်းနဲ့အဆက်ကတော့ကိုကြိုက်တယ်လို့ချိန်ကြည့်ပြီးထည့်လို့ရပါတယ်ကျွန်တော်တံပြိုဒီတစ်လုံးပဲသုံးထားပါတယ်ပြီးရင်တော့ရေနဲ့ထည့်ပြီးတော့အကုန်ရောကြိတ်လိုက်ပါမယ်Thai sauce နဲ့တွဲစားတဲ့အခါအဆက်ပြေဖို့အတွက်ရောချက်စလက်နဲ့တွဲစားဖို့အတွက်ကျွန်တော်ကြိုက်တဲ့အသီးနှံတွေကိုပါကျွန်တော်လှီးထားလိုက်ပါမယ်ပြီးသွားရင်တော့အရသာနှက်ထားတဲ့ကြက်သားကိုစီနဲ့ထည့်ပြီးတော့လှော်လိုက်ပါမယ်ကိုမှ air fryer နဲ့တခြားအကင်ဆက်တွေရှိမယ်ဆိုရင်လည်းအသုံးပြုလို့ရပါတယ်ကျွန်တော်ကတော့ဒီတိုင်းလေးပဲရိုးရိုးရှင်းရှင်းလေးနဲ့အိမ်မှာလွယ်တကူလှုပ်ရှားလို့ရအောင်လို့တဲဖို့ပဲကျွန်တော်အသုံးပြုပြီးကင်ထားပါတယ်ဂျုံလီဒီပါကျွန်တော်ထည့်စားမှဖြစ်လို့နည်းနည်းလောက်ကျွန်တော်အိုကင်ဘူးတိုက်လိုက်ပါမယ်ပြီးရင်တော့အမိုကိုကျွန်တော်ရေတီချဆေးပြီးတော့အမိုကိုကကျွန်တော်အိုကင်ဘူးတိုက်ထားလိုက်ပါမယ်